မင်္ဂလာပါလိုင်းဒီကဆိုတာလေးကိုဖတ်ပြပေးပါမယ်ကောင်းကင်ကြီးကပြတယ်ခြေကလေးတွေကလင်းလက်တယ်လမင်းကြီးကတာယောက်ျားတွေကညာယောက်ျားတွေကညာတယ်ညာယုံတယ်မကပါဘူးညာလွန်းတယ်လို့မိန်းကလေးတွေကပြောကြပါတယ်ယောက်ျားတွေကတကယ်ခံစားမှုနဲ့ပြောခဲ့တာနဲ့တူပါတယ်ညာခဲ့ပုံမပေါ်ပါဘူးခြေကလေးတွေများသလိုမေတ္တာအကျဉ်းနာတွေများတဲ့အကြောင်းလဲယောက်ျားတွေကသူတို့ချစ်တဲ့မိန်းကလေးတွေကိုပြောကြပါတယ်လောင်ဝင်းလေးနဲ့တူတဲ့မင်းမျက်နှာကျဲပွင့်ကလေးလိုရွှန်းလဲနေတဲ့မင်းမျက်လုံးတို့ဘာတို့လဲပြောတတ်ကြပါတယ်ကောင်းကင်ပြည့်မိုးလုံးပြည့်မေတ္တာတွေနဲ့မေ့ပေါ်ကိုလွှမ်းမိုးထားခြင်းနဲ့ဘာတွေညာတယ်လို့လဲပြောကြပါတယ်ခံစားမှုတွေနဲ့ပြောတာပါတကယ်ခံစားပြောခဲ့တာတွေဖြစ်မှာပေါ့အပြောခံရသူတွေကလည်းကြိုက်ပုံရပါတယ်မဟုတ်မှန်တိတိကြီးနဲ့နှစ်သက်နေတာမျိုးတွေကလည်းရှိပါတယ်ဒါကြောင့်လေအိမ်ထောင်ပြုကြအတူနေသွားကြတာပဲဖြစ်မှာပေါ့အိမ်ထောင်ကြပြီလို့ထင်တယ်လို့ဖြစ်မလာတဲ့အခါကျတော့မှယောက်ျားတွေကညားတယ်လိန်နေဆိုတဲ့အတန်တွေထွက်လာတာပါပဲကြပြဆရာကြီးဟိုးမကလောကကြီးမှာအကြီးမားဆုံးအရာနှစ်ခုရှိတယ်တစ်ခုကအချစ်ဆိုတဲ့အရာကျန်တစ်ခုကစစ်ဆိုတဲ့အရာပဲလို့ဆက်ဆိုထားပါတယ်သူဆက်ဆိုထားတဲ့အချစ်ဆိုတာနဲ့စစ်ဆိုတာဟာဘယ်လောက်ကြီးကျယ်တဲ့အတိုင်းအတာအထိမျှော်မှန်းပြီးတော့ဟိုးမကဆက်ဆိုဖော်ပြခဲ့တယ်ဆိုတာကိုတော့ကျွန်တော်တို့မမှန်းဆနိုင်ဘူးပေါ့ဗျာဒါပေမဲ့သူပြောတဲ့အချစ်ကြောင့်အဖိုးအမပေါင်းစုံပြီးတော့အိမ်ထောင်တွေဖြစ်လာပါတယ်အဲ့ဒီအိမ်ထောင်တွေကနေလူတွေဖြစ်လာတယ်အဲ့ဒီကနေမှလူသမိုင်းကြီးအဲ့ဒီလူသမိုင်းကြီးရှိလာလို့ပြဿနာတွေပရိပခတွေစစ်ရေးတွေဟာလည်းရှိလာတာပေါ့အိမ်ထောင်တစ်ခုမှလည်းဟိုမှာပြောတဲ့အချစ်နဲ့စစ်ဆိုတဲ့ပုံစံငယ်ကိုကြည်နိုင်ပါတယ်အချစ်ရေးကနေပြီးတော့ဖြစ်ပေါ်လာတဲ့အိမ်ထောင်မှာသာသမီပြဿနာစီးပွားရေးပြဿနာရောက်ခမပြဿနာပြီးတော့တခြားပြဿနာတွေအိမ်ထောင်မချခင်ကလို့မကျင်နာတော့တာတွေဂီယူမဆိုင်အလေးမထားတော့တာတွေပြီးတော့လေတခြားဟာတွေနဲ့ပေါ့ဗျာကြုံလာတဲ့အခါမှာတော့လင်းနဲ့မီဟာစကားတွေများပြီးတော့ရန်တွေဖြစ်ကြတယ်စိတ်ခင်းကြတယ်ပေါ့ဗျာတစ်ဖက်ကိုအလျှော့ပေးပြီးတော့အိမ်ဘော်ကဆင်းသွားတာလည်းရှိတာပေါ့ဗျာဆင်းသွားရုံဆိုတော်သေးတယ်ပြန်တက်လာဖို့ဟလာရှိသေးတယ်ဆိုရမှာပါပဲကျွန်တော်ထဝဲမောင်းမကန်ကန်းချီရောက်တော့မော်ရီဘက်ကိုသွားပူပါတယ်အဲ့ဒီမှာထီမက်ကြောက်ဆောင်တစ်ခုကိုပင်လယ်လိုင်းတွေတဝုံလာပြီးတော့ရိုက်နေတာကိုကြည့်ပြီးတော့ကြပြစီယာမျိုးမြင့်စွေရဲ့လိုင်းနဲ့ကြောက်ဆောင်ဆိုတဲ့ကြပြလေးကိုအမေ့ရပါတယ်ဗျာပင်လယ်လိုင်းကအပြေးလွှားတက်လာပြီးတော့ကြောက်ဆောင်ကြီးကိုဟုံးကနေဝင်တိုက်တယ်ကြီးညာပြီးကြောက်ဆောင်နဲ့လိုင်းစစ်ခင်းတယ်လို့ပဲဗျာအိမ်ထောင်တစ်ခုမှလည်းလင်းနဲ့အမီယာဟာအလိုမကျစရာတွေပြဿနာတွေနဲ့ကြုံတဲ့အခါရန်စစ်ခင်းကြပါတယ်မိန်းမကရှင်နဲ့အတူမနေနိုင်တော့ပါဘူးလို့ပြောပြီးတော့အိမ်ပေါ်ကဆင်းပါတယ်သူ့အမေအိမ်ကိုပြန်သွားပါတယ်မိန်းမအိမ်ပေါ်ကဆင်းပြီးပြန်သွားတော့လေကြံခဲ့တဲ့ယောက်ျားကဒေါသတွေပြေးသွားတဲ့အခါဝမ်းနည်းမှုတွေဖြစ်တဲ့နောင်တတွေရချစ်လို့ကြိုက်လို့မှယူထားတဲ့မိန်းမပဲဗျာစိတ်မကောင်းတွေဖြစ်အမေငုတ်တုတ်ထိုင်မှန်ပြီးတော့မျက်ရည်တွေဖားတွေတောင်ကြပါတယ်ကြပြစီယာကမျက်ရည်ကိုတော့မင်းပြန်ဆုပ်လျင်ငုတ်တုတ်ငါမှာမှန်ရမြဲတဲ့လိုင်းရိုက်လိုက်လို့ကြံခဲ့တဲ့ပင်လယ်ရည်တွေကကြောက်ဆောင်ပေါ်ကနေစီးကြလာပုံကမျက်ရည်တွေတွေ့စီးကြနေပုံမျိုးပဲဗျာငါကိုကျင်ဖဲလှိုက်လဲဖြင့်မင်းလဲလန်းမှာငိုသွားမြဲတဲ့ပင်လယ်ကိုပြန်ဆင်းသွားတဲ့လိုင်းတန်ကိုတေချာနားထောင်ကြည့်ရင်ဝမ်းနဲ့ပလက်နဲ့ငိုရှိုက်သွားတဲ့အတန်မျိုးပေါ့အထူးသဖြင့်ခုလိုနေရသည့်မျိုးမှာပေါ့အဲ့ဒီအတိုင်းပဲစကားများစိတ်ခင်းအရှုံးပေးပြီးတော့ဆင်းသွားတဲ့မိအားဖြစ်သူဟာလည်းပြန်သာသွားရတယ်ဘယ်စိတ်ချမ်းသာပါမလဲငိုရှိုက်သွားမှာပေါ့မကြပါဘူးယောက်ျားဖြစ်တဲ့သူကပြန်သွားတဲ့မိအားစီကိုလိုက်လာတယ်နောင်ကိုဒီလိုမဖြစ်စီရပါဘူးဟိုလိုမဖြစ်စီရပါဘူးနဲ့ဂရီတွေပေးချော့နှစ်သိမ့်လိုက်ခဲ့ဖို့ခေါ်တော့လေပြန်ပါလာပြန်တာပေါ့ဗျာနီးတစ်ချက်ဝေးတသက်ဆိုမဟုတ်လားဗျာပြန်လိုက်လာပြီးအတူနေကြပြန်တော့လေတစ်ချိန်မှာအကြောင်းတစ်မျိုးကြောင့်တစ်ချက်နဲ့စစ်ထွက်ဖို့ပြင်ကြအောင်မှာပေါ့ကြောက်ဆောင်နဲ့လှိုင်းနဲ့ဒီလိုပဲတွေးဆောင်လိုက်ကြရန်ဖြစ်လိုက်ကြထွက်သွားလိုက်ကြပြန်လာလိုက်ကြနဲ့နီးတစ်ချက်ဝေးတသက်ကစိတ်လက်ရွှင်ပုံယူသူပုံမို့ပြန်ဆောင်ဥစို့မင်းနဲ့ငါတဲ့ဥထုစဉ်လူသားတွေဟာ
အရိယာတို့ရဲ့အမြင်ကနေကြည့်လို့ရှိရင်အယူတွေပေါ့ဗျာဒီလူတွေနေနေတဲ့နေရာဟာလေအယူတို့ရဲ့ဘုံပေါ့ဒီအယူတို့ရဲ့ဘုံမှာကျွန်တော်တို့ပုထုဇဉ်လူသားတွေဟာဒီလိုပဲဖြစ်ပျက်နေကြတာပါကောင်းကင်ကြီးကပြတယ်ကျဲကလေးတွေကလင်းလက်တယ်လမ်းမင်းကြီးကအသားယောက်ျားတွေကညာပြီးတော့လေညာနေအောင်ပါပါတဲ့ဒီလိုမျိုးလေးကြပြလေးနဲ့ဆုံးသက်ထားပါတယ်ဒါကတော့ဆရာနန္ဒာသိန်းစံရေးထားတဲ့ပြောရင်ပြောနေမယ်ချစ်ချင်းမေတ္တာဆိုတဲ့စာအုပ်ထဲကလိုင်းထီကာဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးတာပါကျေးဇူးပါတတ